Hello အားလုံးပဲမင်္ဂလာပါရှင်ခင်တို့ရဲ့ဒီမြန်မာလူမျိုးတွေကပေါ့နော်ဒီလိုဟင်းတို့ဆရာလေးတွေဒီလိုမျိုးပေါ့နော်အကျော်လေးဆိုအရန်ကြိတ်ကြိုက်ဒါတွေကလည်းဝမ်းရှောက်စေတဲ့အရာတွေပဲမနေ့ထားကြလို့ရှိရင်အကြောက်ကွေးလေးတွေနဲ့စမူစာလေးတွေနဲ့နောက်ပြီးတော့စီတမင်းလေးတွေနဲ့ပေါ့နော်ကော်ပူလေးတွေတောက်အရန်ကိုမှမြိုင်းတယ်အဲ့ဒါတွေကဝမ်းရှောက်စားတယ်ရှီစောစီလာအများစုကဝမ်းရှောက်စေတယ်ဒီပြီးတော့လည်းရှင်ဖတွေမူလာရှင်ဖတွေဆိုလို့ဝမ်းအရန်ရှောက်တယ်ဆိုတော့အဲ့ဒီရှင်ဖတွေနဲ့စားမှပဲထမင်းရလေးမြိုင်းတယ်ပေါ့နော်အဲ့တော့ဝမ်းကကိုကနေစနေစားထားသမျှအစာတွေကိုအဲ့ဒီပုံမှန်လာဝမ်းသွားဖို့ကအရင်အရေးကြီးတယ်ဝမ်းမသွားဘူးဆိုလို့ရှိရင်ပေါ့နော်ဒီဟာတွေကရင်းဝါတွေကတဆွတ်ဆွတ်တွေဖြည်းပြီးတော့ပေါ့နော်အထက်ကိုပြုတ်ကန်တယ်နောက်ပိုင်းဒီအပုတ်စော်တွေညံတယ်ပေါ့နော်တော့ဝမ်းသွားတယ်ဒါပေမဲ့နေတယ်ကိုစားထားတဲ့ပမာဏလောက်ဝမ်းကမသွားဘူးအဲ့တော့ဒီသွားဖို့ပေါ့နော်ဒီအဝါတွေမှာကြာရင်လည်းဒီကြောက်ခေတို့မာနေတဲ့သူတွေဝမ်းသွားရခက်ခဲတယ်ဝမ်းသွားပေမဲ့ဝမ်းကခဏကြံခဲ့တဲ့သူတွေကိုအတိဆုံးအဲ့လိုလူတွေအတွက်နော်တပတ်အတွင်းနေဘိုက်ထဲမှာရှိတဲ့ဝမ်းပေါက်လေးပုတ်တွေကိုပေါ့နော်လုံးဝရှင်းထောက်ရှင်တယ်ဆိုလို့ရှိရင်တော့ဒီအမျိုးသမီးကျမ်းမာရေးပလေးသူကိုမနေ့တစုံညတစုံပဲစားနော်စားပြီးရေတစ်ခွက်ဝါတောက်လိုက်အမလေးဒလဟိုနဲ့ချဖို့လုံးဝအာမခံပါတယ်နော်ခင်ကိုတိုင်ကလည်းအစအိမ်သမားဝမ်းရှုပ်သမားမလို့စေကောင်းလေးကိုညွန်ပေးတာတလားစားပါ2000ကိုတော့နော်လုံးဝမများဘူးကိုအမားတို့ကိုညီမတို့စားတာစားခန္ဓာကိုယ်ရဲ့အဆိုးကျိုးလေးလုံးဝမရှိဘူးဆိုတာကိုလုံးဝအာမခံတယ်နော်ဟုတ်ကဲ့ကျေးဇူးပါ